Yo. Tetele bella, cicila, cici tetela, tetele bella, cicila, cici tetela, tetele bella, cicila, cici tetela. Napu ang ma Messi, basa ang ma Messi, Panzi ang ma tetele bella, cicila, cici tetela, tetele bella, cicila, cici tetela. Nuôi mà sống nào thi, sống mà ê đâu mi, Panzi mà đâu tetele bella, cicila, cici tetela, tetele bella, cicila, cici tetela. Lu mà đâu alo, hobby mà đâu thâu, mấy phái mà đâu tetele bella, cicila, cici tetela, tetele bella, cicila, cici tetela. Ta phét ta ka so, noa cho bông mà bô, nít tu mà lên mà đâu tetele bella, cicila, cici tetela, tetele bella, cicila, cici tetela. Lu mà đâu nhiều, chém mà đâu ayo, mấy năm anh ngàn nè, mi so ko, mi so ko, what up for the father mother boy that already lucky strike, 5. Yo, he don't ya. 我妈妈心里养手表，他把我妈妈心里了，送我妈妈心里了，你没漏了。哇，他把我心里呀，先等一下，我把他心里养手表，他的妈妈。哟，he don't ya，我妈妈心里养手表了，把气到你没漏了。哇，他把我心里呀，他的妈妈。ကားတဲ့လူကောင်းကောင်းမဆိုပဲမြူးမြူးလေးတကြမ်းတချင်းနဲ့မရကွာတချင်းဆိုနေမရတချင်းစိတ်ကိုမရှိဘူးမိမဈေးရောက်တာတော့ပဲလိုက်ကြည့်မေမြူးမြူးလေးပြမြူးမြူးလောက်စားပါပဲအခုနကိဆိုသွားတာဗါလေဟိုမာဒီမကွယ်ဘာလဲဆိုဆောလို့လေပုံတာပါတဲ့အဆွဲတော်နေစားလေးလည်းမရမကားတော့ဟိုမှာလူတွေတရားပြီး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 ဟိုမာဒီမကွယ်ဘာလဲဆိုလို့လေပေါ်ရပါလားဆိုတော့လေးစားလေးလည်းမကားတော့ဟိုမှာလူတွေတရားပြီးတရားပြီးတရားပြီးဟိုမာဒီမကွယ်မာရဆိုလို့တဲ့ပေါ်ရပါလားဆွတ်တော့လေးစားလေးလည်းမကားတော့ဟိုမှာကြည်စားသလားကဲကွာလုံးဝစိတ်မစိုးဘူးနားတယ်ငါလို့စမတာဟဲ့ဘာလုပ်လဲမင်းကဘာလုပ်လဲဘာမင်းကဘာပြောလို့မင်းပြောလိုက်တယ်ဆဲတာမင်းကိုဆဲတာမဟုတ်ဘူးဆဲရမလို့ပါလေတရားနဲ့ဆုံးမတာငါဆိုတာငါလို့နေပါလို့တိုင်းတာရပါစေမစားမဲ့သူပေါ်ပါသေးတာရင်ဝင်သားပမာရှိပါသေးလေးလုံးမနငါလမတာသွားမေးလိုက်တယ်နှခါခါတယ်မင်းဆဲတာမဟုတ်ကသိတယ်မေးအသားလူအယိုးတောင်းတာတကယ်ကကြည့်နေတဲ့ကသူအကမှာတော့နံပါတ်1ရှေ့ကိုကြော်ကြတာပန္နနာကျောင်းစင်းဘလို့စင်းလဲရှေ့ကတက်ပြီးနောက်ကစင်းပန္နနာကျောင်းမှာ3နှစ်ဘာလောက်တာလဲတပြက်စည်းလဲတာမင်းသားစွမ်းစာနေရဲ့အကိုမင်းကမတန်မစွမ်းမတတ်ကောင်းပြောပါကွာမင်းကသွေးတစ်ကြားဘူးလားကြားဘူးလားဗောမင်းသားလေးသွေးတစ်ရဲ့ဆရာမင်းကသွေးပုတ်မင်းကစုတ်ကောင်ဘာအလားပြောပါခုနာမည်ကြီးတဲ့မင်းသားရဲတိုက်ကညီပါရေခဲတိုက်သွားပြီတော့နင်းမရေခဲတိုက်ဒါမင်းတို့ငါမြူးမြူးကြွကြွတွေတော့မဆိုတတ်ဘူးကငါမြန်မာကဗျာလေးတစ်ပုဒ်ကိုတချင်းဖြစ်အောင်ဆိုမယ်ကွာအဲ့ဒါငါဘယ်လိုကမင်းအဲ့စာသားနောက်ကိုလိုက်ပြီးအိုင်တင်လိုက်လို့ရမှာဟိုတော့ရတယ်ဒေတာလုပ်ပြီးလားဟိုတော့ရုပ်ရှင်မင်းသမီးကြီးသေးလို့အဲ့တော့ကဗျာလေးကဘာကြီးအိမ်ခေါင်မိုးတဲ့စမနော်ဘာကြီးအိမ်ခေါင်မိုးမှာစာလေးနှစ်ကောင်ထိုးတာတော်ဆိုးတဲ့တလိမ့်ဆက်ပူလူပလက်တဲ့ဟိဘာကြီးအိမ်ခေါင်မိုးမှာစာလေးနှစ်ကောင်ထိုးတာတော်ဆိုးတဲ့တလိမ့်ဆက်ပူလူပလက်တဲ့ဟိဘာကြီးအိမ်ခေါင်မိုးမှာစာလေးနှစ်ကောင်ထိုးတာတော်ဆိုးတဲ့တလိမ့်ဆက်ပူလူပလက်တဲ့ဟိဘာကြီးခေါင်မိုးမှာစာလေးနှစ်ကောင်ထိုးတာတော်ဆိုးတဲ့တလိမ့်ဆက်ပူလူပလက်တဲ့ဘာကြီးမှာဘာကြီးမှာဘာကြီးမှာဘာကြီးအိမ်ကောင်မိုးမှာ
နေဆိုတာကိုကတာလေနာကိထဲမှာလင်ငယ်နေရတယ်လို့ပဲဘာဖြစ်လို့လင်ကြီးကြောက်ရမလို့သွတ်ပြားတွေပဲကြောက်ရမလို့နဲ့နာကိတုံးကတော့ဒီဘက်ကသူတော်ကောင်းနေများတယ်ဘာမှမဖြစ်ဘူးရန်ကုန်မြို့မှာလေအိမ်ခေါင်မိုးမှာမိုးရတဲ့သွတ်ပြားတွေလေထဲမှာပလူပြန်ဘဒူးမှအပြင်မထွက်ရဲဘူးအဲ့လိုမထွက်ရဲတဲ့ကြားတွေကကျွန်တော်တို့အိမ်တိန်ကျော်အတော်ကြီးအစားငန်းပြီးတော့သရက်တီးကြွေကြတာကိုထွက်ကောက်တယ်ဟာတခါတည်းသွတ်ပြားမှန်ပြီးတော့ခေါင်းပြတ်သွားတာသွားပြီဒါပင်နဲ့မသိဘူးခေါင်းပြတ်မှတော့သေပြီရမသိဘူးဘာဖြစ်လို့သူပြတ်တာနိုသီးကောင်နိုသီးကောင်ပြောက်သူကဘလို့ထွက်လာလို့ဒီလိုကြီးထွက်တာသိအဲ့ပြတ်သွားတဲ့နိုသီးကောင်ကငါတို့ရေတိုင်ကြီးတဲ့ဟုတ်လာကြနေတာကောင်ကြီးအဲ့မှာ तू ကနိုသီးကောင်ရဲ့ရေနဲ့ပွားငါလည်းဘိုက်စာသားနဲ့အသားထုမှတ်ပြီးခြေနဲ့တူထားတာတော်တော်ကောင်းတယ်ကွာဟေးလားအသားထုစားအောင်မလားကကျင်နေတာပြောလို့ပြောတာမဟုတ်ဘူးကွာစီကကကျင်နေတာအကမှာနံပါတ်1နံပါတ်1ဝါဦးကျော်ရိုးတိုင်းလုံးရိုးတော့တကယ်ကကျင်တာတကယ်ကကျင်တာဗောတကယ်ကကျင်လားကကျင်လို့ဗောကကျင်တာဆိုပေးမယ်ဆိုပေးအပေါ်နီနီလေးနဲ့လာသူနဲ့ချေဒီရေတောင်တီလာဝိုင်းရင်ပတ်တယ်မောချေဒီမြေအချူထောက်လို့ကိုရောက်လာမယ်နော်မကောင်းဘူးကွာအချင်းနည်းနည်းထိတ်ရောက်သွားပြီအဲ့ချင်းမကောင်းအဲ့ချင်းမကောင်းငါဟိုချင်းကြိုက်တာအောင်တွေရောဖူးရှိလာမင်းရဲ့တိမ်ထဲကိုဝင်ကမပြင်းနဲ့တောင်းမယ်မယ်အချစ်သူချစ်စကားပြောရင်ကလေးများလက်မင်းမရှိမယ်မကောင်းဘူးကွာအချင်းကလည်းတခါရှိသွားပြီအဲ့ချင်းကထိတ်ရောက်သွားလို့ကိုင်းမစိုးနဲ့တခါလေမျက်နှာဝိုင်းတင်းမို့ချစ်ရတဲ့သူကိုရင်စုတယ်ရစ်တိုင်းထားတဲ့လက်လေးကကွယ်လှပြပြီလေဟိုအေးမြချင်းတော့လှလို့ပဲဖူချင်းတော့လဲနေလို့ပါပဲကွယ်ချစ်တဲ့ကံဝဲသူ့မူလေးမကောင်းမြန်ဘူးကွာအချင်းကလည်းနည်းနည်းဆိုရတာဖီးနေအောက်သွားတယ်ကွာဒီနေ့ထဲမှာဆိုပြုံးပါလားဟုတ်ကဲ့ဟိုချင်းလေးကဘုံဥဆိုပြီးနာကိုလာချတိမ်မလေးမိရွှေကေးရင်တဲ့လေးတော့ချက်နေဖို့ငါဒီမတိအောင်ကလေးနိုင်လုံးအပစိုးစိတ်ကလေးဘလုံးငယ်အပင်လဲကူရက်တယ်အဲ့မကောင်းဘူးကွာချင်းကလည်းကောင်းတယ်တောက်ပြတ်တော့မယ်အဲ့ချင်းမကောင်းဘူးဒီမင်းသားတွေကဟန်စာမဟုတ်တဲ့ချင်းလေးနဲ့ကလာကောင်းတယ်လောက်စားဘသူလဲဘသူလဲတင်ညာတကောက်တင်ညာတကောက်ကြောက်ကြပါတာအရွှေမောင်းလေးငွေမောင်းလေးဖေလူမသာအကွာစီလေဟဲ့ကွာစီလေအဝရညာတကတင်ညာတကရှောက်ကြပါသာအရွှေမောင်းလေးငွေမောင်းလေးဖေလူမသာကွာစီလေအရှိရကညိုညိုနောက်ရကညိုညိုရွာမလို့နမလို့ကွာစီလေအရှိရကညိုညိုနောက်ရကညိုညိုရွာမလို့နမလို့ကွာစီလေအပရိညာတကတိညာတကရှောက်တော့ပါလားဒီလောက်ကြိုးစားလာပါဒါတော့ခလေးကိုဗျာတချင်းကိုမြူးအောင်လည်းမဆိုတတ်ဖဲနဲ့ဘယ်တချင်းတွေဘယ်လောက်မြူးတယ်ပြောတိုင်းရင်သားတေးတယ်နဲ့ကရင်တုံးဘယ်ဟာမှမမီဘူးဒါပဲကရင်တုံးစောက်ကျွန်းနဲ့ကရင်ဝဲနေကရင်လားဝဲစောက်ကျွန်းနဲ့ကရင်မဝဲငါလည်းကရင်ကောင်ရေဟိုအိုးအဲ့ဆိုကရင်ကြီးနေငါဘာလူမျိုးလဲနေအမက်လေလူမျိုးကရင်ကိုဘာလူမျိုးလဲဆိုတော့နေအမက်လေလူမျိုးဝဲစောက်ကျွန်းနဲ့ကရင်နဲ့ထင်လွှဲနေပြီကရင်မှာတောင်ပေါက်ကရင်တောင်အောက်ကရင်ရဲ့လို့ကရင်တွေအများကြီးရှိတယ်လေဝဲငါကတောင်ပေါ်ကရင်ကောင်ရေငါတောင်ပေါ်ကဖြူနဲ့ထွက်သွားတာနင်လားဝဲ
ဟုတ်တယ်ဝေးအိုက်တော့ငါငိမ့်ချမ်းရေးအလံဖြူလေးကြိုင်ပြီးထွက်သွားတာဝေး စာကျိုးနဲ့ငါကလည်းအဲ့ဒါကိုမြင်တာပါဝေး နေငါကောဘာကရင်လဲဝေး စာကျိုးနဲ့ငါကတောင်အောက်ကရင်ဝေး တောင်အောက်ကရင် ဟုတ်တယ်လေဝေး အိုးငါအောက်ကလှုပ်တုံနဲ့ကနေကို ငါရတဲ့မှာပေါတူးပေါက်နေတာနေမြင်လို့ဖြစ်ပါလိမ့်မယ်ဝေး ဟေးပေါတူကလည်းတစ်ချောင်းနဲ့ပါဝေးဟုတ်ပါပြီဝေးဒါနဲ့ငါမင်းမလို့ဝေး မေးပါဝေး နေငါကရင်ထီလားကရင်မလား စာကျိုးနဲ့ဒီလောက်ပြက်ပြောမှတော့ကရင်ထီးပေါ့ဝေး ငါကတော့ကရင်မလေးပါကောင်ရင် စာကျိုးနဲ့နေငါကရင်မလေးလားဝေး ဟုတ်တယ်ဝေး အဲ့တော့ကရင်ထီးနဲ့ကရင်မတွေ့တော့မိတ်လိုက်ရင်မကောက် မိတ်ဆက်မဲ့လောက်ပါဝေး မိတ်ဆက်လိုက်ရင်မကောင်းဘူးလားနင့်နာမည်ကဘယ်လိုခေါ်လဲဝေး ကရင်မလေးနာမည်ကတူတူလေးပါဝေး ဘယ်လိုခေါ်လဲဝေး ငါနာမည်က ပြောစမ်း နော်ဝင်းသိန်ကြီးကလေးရမယ်ဖော့မယ်ကြော့မယ်တော့ခင်တန်းနာတက်ချိုဦးလို့ခေါ်တယ်ဝေး စာကျိုးနဲ့နင့်မနာမည်ကတော်တော်ရှည်တာပဲဝေး ဒါတော့အမိုးကမိတွင်းနဲ့မှဆုံးသွားလို့ဝေး နာမည်ပေးတယ်ဆိုတာငါလိုခတ်တုတ်ပေးရတယ်ဝေး ဘယ်လိုပေးမလို့ဝေး ငါနာမည်ကဦးငွေစင်ကျဲပြူမောင်ဘာလာတန်းတင်အောင်ညွှန့်ရွှေကြီးလို့ခေါ်တယ်ဝေး နင့်နာမည်ကခေါင်းပေးမှာတော့စမ်းပါမလားဝေး ဟိုဘက်ကပြင်တစ်ချက်အပူဝယ်ပြီးတော့စိုက်ရင်းမှာဝေးအဲ့တော့ဟိုနင့်ကိုငါမြင်ချင်းအရန်ကိုမြစ်တာရှိနေပြီနော်ဝင်းတိန်ကြီးညာကလေးရမယ်ဖော့မယ်တော့မယ်ကြောခင်တန်တာတက်ချိုဦးရဲ့ နေမြစ်တာကြည့်တယ်လို့ပဲနင့်ကိုလည်းငါကပြန်ချစ်တာပေါ့ဥငွေစင်ကျဲပြူမောင်ဘာလာတန်းတင်အောင်ညွှန့်ရွှေကြီးရဲ့ဟာ ငါကိုမြစ်တာရှိပြီဆိုတော့ငါကလူကြီးစုံရနဲ့လာတောက်ရင်နေငါကိုယူမလားနော်ဝင်းတိန်ကြီးညာကလေးရမယ်ဖော့မယ်ကြောက်မယ်တော့ခင်တန်တာတက်ချိုဦးရဲ့ နင့်ကိုယူတာတော့ဟုတ်ပါပြီနင်ကငါ့ကိုဘယ်ဟိုတယ်မှာမင်္ဂလာဆောင်ပေးမှာလဲဥငွေစင်ကျဲပြူမောင်ဘာလာတန်းအောင်ညွှန့်ရွှေကြီးရဲ့ စာကျိုးနဲ့ငါတို့မင်္ဂလာဆောင်ကိုခန်းနာဖြစ်ကောင်ရန်ကုန်ကချွေးချဟိုတယ်မှာမင်္ဂလာဆောင်မဲမှာပေါ့နော်ဝင်းတိန်ကြီးညာကလေးရမယ်ဖော့မယ်တော့မယ်ကြောခင်တန်တာတက်ချိုဦးရဲ့ မင်္ဂလာဆောင်မှာရေခဲမုတ်ကျွေးရင်မကောင်းဘူးလားဥငွေစင်ကျဲပြူမောင်ဘာလာတန်းတင်အောင်ညွှန့်ရွှေကြီးရဲ့ ရေခဲမုတ်ကြီးဘက်ကတော့ရိုးတာပေါ့ပို့ပြီးတော့ဖိုက်ပြေးသွားအောင်ဓာန်ပေါက်ပါကျွေးရင်မကောင်းဘူးလားနော်ဝင်းတိန်ကြီးညာကလေးရမယ်ဖော့မယ်တော့မယ်ကြောခင်တန်တာတက်ချိုဦး ဓမ္မောက်ကျွေးပြီဆိုတဲ့နောက်တော့ချင်းမောင်ရင်းနဲ့ငပိကျော်ပါထပ်လိုက်ရမှာပေါ့ဥငွေစင်ကျဲပြူမောင်ဘာလာတန်းတင်အောင်ညွှန့်ရွှေကြီးရဲ့ ငါတို့မင်္ဂလာဆောင်မှာသူများနဲ့မတူအောင်လက်ဖွဲ့မယူပဲကန်စမ်းမဖောက်ပေးရင်မကောင်းဘူးလားနော်ဝင်းတိန်ကြီးညာကလေးရမယ်ပေါ်မယ်တော့မယ်ကြောခင်တနာတက်ချိုဦး လက်ဖွဲ့မယူတော့အတိုးနဲ့ချီထားတဲ့ပတ်စံနေဘသူကပြန်ဆက်ပေးမှလဲဥငွေစင်ကျဲပြူမောင်ပန်းလာတန်းတင်ပေလုံးမသားရဲ့ကတော့ပါရဲ့မောပြီးသေတော့မယ်ဟဲ့ အဲ့လိုနာမည်တွေအဲ့လောက်ရေးနေတာအဲ့တော့စာကျုံးနဲ့နင်းကိုငါကကရင်လိုဒုံးလေးနဲ့ဆိုပေးမယ် ဆိုပေးဝေး နေကဝေးစမယ်ဝေးနေတာဝေးဟေးတကယ်ရင်တို့လူမျိုးဟာရိုးသားတဲ့အိမ်ပြန်လက်ဆောင်များစိတ်ကျဉ်နဲ့အောင်ပေးလိုက်မယ်ဖယားဒီစားချင်းတောင်းပေါ်လိုက်ခဲ့လီကျွေးမယ်မင်းကိုလီကျွေးမယ်ဟေးတကယ်ရင်တို့ကရင်များဟာရိုးသားတဲ့အိမ်ပြန်လက်ဆောင်များစိတ်ကျဉ်နဲ့အောင်ပေးလိုက်မယ်သခွားဒီစားချင်းတောင်းပေါ်လိုက်ခဲ့လီကျွေးမယ်မင်းကိုလီကျွေးမယ်ဟေးဖယားဒီစားချင်းတောင်းပေါ်လိုက်ခဲ့ လိကျွဲမယ်နင့်ကိုအလုံးလိုက်ကျွဲမယ် လီကျွေးမယ်လို့ပြောတယ်ဝေး ဝဲကရင်ဒီရဲ့ ပါလဲဝဲ ငါကရင်မလေးကိုချစ်လို့ဖရဲသီးကိုဓာတ်နဲ့ပလိကျွဲမယ်လို့ပြော ဟုတ် တာ တယ်ဝဲ ကရင်မလေးကလည်းကရင်ကြီးကိုချစ်လို့ငါကလည်းပြန်ကျွေးမယ်ဝဲ ဘယ်လိုကျွေးမှာလဲဝဲ ကရင်ဒီရဲ့ဒုက္ခရမတွေရိုးသားတယ်လေအိမ်ပြန်လက်ဆောင်များစိတ်ကျဉ်နဲ့အောင်ပေးလိုက်မလေးကြောင်မှုစားခြင်းတောင်းပေါ်တက်ခဲဖောက်ကျွေးမယ်နင့်ကိုဖောက်ကျွေးမယ် မစားဘူးကွယ်အမွေးတွေရှုပ်လွန်းနေ ကဲ ကျွန်တော်တစ်ဖုတ်လောက်ရောင်းလမ်း ဟာ ဒါကျွန်းနဲ့နေဖရဲသီးစားခြင်းလားငါလီကျွေးမယ်လေလီကျွေးမယ်လို့ အဲ့တော့ ဒီမှုပဲ
အလူတကာလုံးမများရဲ့စေတနာကြောင့်အားလုံးမသိတဲ့ဒိန်းအောင်တို့အဖွဲ့တွေမဟုတ်ပါဘူးဥဆိုကိုရွှေအိုးတို့ကိကစ်တို့အပြင်